ဗန်ကသူတို့ဂျင်ရဲ့ဂုံဆောင်လို့ချီကျူးလာခဲ့တဲ့ဗန်ရဲ့ပေါရှင်နီးပြပရိသတ်များအားလုံးပဲမင်္ဂလာပါများ K-Site Channel ကတင်ဆက်နေပါတယ်ဂျိုရှဗန်ရဲ့ပေါရှင်နီးပြဂျော့လူးဝစ်ဘာကတ်ကသူတို့ဘက်ကိုအတလန်ပေါရှင်ဂျင်ရဲ့ဂုံဆောင်လို့တင်စားပြောဆိုလိုက်တာကတကယ်ကိုဂုံစရာကောင်းတဲ့ချီကျူးစကားဖြစ်ပါတယ်အဲဒီစကားကတာမန်ချီကျူးမှုတစ်ခုတည်းပို့ပါတယ်လူမျိုးတင်စားခေါ်ခံရဖို့ဆိုရင်ဂျိုရှဗန်ကလေ့ကျင့်ရေးစခန်းမှာဇွဲရှိရှိနဲ့တခြားသူတွေထက်ပိုတော့မှကြိုးစားအားထုတ်မှုပြသခဲ့ရမှာပါဂျင်တကူရဲ့ဂုံကိုစောင်းနိုင်တယ်ဆိုတာကသူ့ရဲ့စီကံအလုပ်ကြိုးစားမှုနဲ့နိုင်လုံစိတ်ကိုကိုစားပြုပါတယ်ဂျိုရှဗန်ရဲ့ UFC မှာပြသနေတဲ့အောင်မြင်မှုနဲ့ထူးချွန်တဲ့စွမ်းဆောင်ရည်တွေကသာဒီဂျင်ကိုကိုစားပြုပြီးတော့ဂုဏ်ယူစေတာဖြစ်ပါတယ်အခုဘန်ဒိုဂျာကိုနိုင်ယူပြီးတော့ချန်ပီယံကပတ်ယူပြလိုက်တာကြောင့်ဘာကတ်ကဒီပေါ်မှာအတော်လေးဂုဏ်ယူနေရှာတာပါအက်လန်ပေါဆင်ဂျင်အတွက်ဂျိုရှဗန်ကသူတို့ရဲ့လေ့ကျင့်မှုစနစ်နဲ့နီးပြရဲ့အရေးချင်းကိုကမ္ဘာအကြီးဆုံးစင်မြင့်ပေါ်မှာတက်တည်ပြနေတဲ့သူလည်းဖြစ်ပါတယ်ဒါကဂျင်အတွက်နာမည်ကောင်းရစေပြီးတော့တခြားသူငယ်ကစားမတွေကိုဆွဲဆောင်နိုင်တဲ့အချက်လေးဖြစ်ပါတယ်ဒီလိုမျိုးထိပ်တန်းအားကစားလောကမှာနီးပြတို့ရဲ့တင်စားချီကျူးခြင်းကကစားမအတွက်စိတ်ပိုင်းဆိုင်ရာအားရင်တွေအများကြီးပေးပါတယ်နီးပြရဲ့ယုံကြည်မှုကဂျိုရှဗန်ကိုသူ့ရဲ့စွမ်းဆောင်ရည်ပေါ်မှာပုံမှန်ယုံကြည်မှုရှိလာစေပြီးတော့နောက်လာမယ့်ချန်ပီယံကပတ်ကာကွယ်ပွဲတွေမှာပုံမှန်တတိရှိရှိထိုးသက်နိုင်စေမှာပါနီးပြရဲ့ဒီစကားကပုံမှန်ကောင်းမွန်တဲ့စွမ်းဆောင်ရည်ကိုပြသဖို့အတွက်စိတ်ပိုင်းဆိုင်ရာတာဝန်ယူမှု responsibility ကိုပုံမှန်တိုးပွားစေတာဖြစ်ပါတယ်ဂျင်ရဲ့ကုံကိုဆက်ပြီးတော့ထိန်းသိမ်းမှုအတွက်ကြိုးစားအားထုတ်မှုလုပ်ဖို့လိုအပ်လာပါလိမ့်မယ်ဂျိုရှဗန်ဟာမြန်မာနိုင်ငံသားတဦးအနေနဲ့နိုင်ငံကအဆင့်ဂျင်တစ်ခုရဲ့ဂုံဆောင်ဖြစ်တင်စားခံရတာကမြန်မာပြည်သက်တွေအတွက်လည်းတိုင်းပြည်ရဲ့ဂုံကိုဆောင်နိုင်တဲ့အားကစားသမားတဦးဖြစ်တဲ့အတွက်ပုံမှန်ဂုံယူစရာဖြစ်စေကြောင်းပါခင်ဗျာ